ကျွန်တော်ကိုစင်မြအားပေးနေတဲ့ချစ်ပရိသတ်အားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေချင်းမိတ်ဆွေတို့ဝေးကြီးကဏ္ဍတွေမှာချင်းမိတ်ဆွေတို့တက်ရှူတိုင်းဝင်လာမစဲတဲတကဲ့တို့ဝေလာကြီးတပွဲဝင်လာမစဲတဲတကဲ့တို့ဝင်ကြပါသူပေါ့နော်24ရက်4လ2025ကြာသာပရိနေ့မှာတနေ့ကုန်စာပတ်တိအနေနဲ့10ပတ်တိ9ပတ်တိတနေ့ကုန်စာပတ်တိအနေနဲ့10ပတ်တိ9ပတ်တိ10ဆိုရင်10ခွန်10နဲ့10လေးပို့ထိုးပေါ့နော်10ပတ်တိ10ခွန်10နဲ့10လေးပို့ထိုးပေါ့နော်9ပတ်တိ2ကိုခွန်ကို3ကိုပို့ထိုးပေါ့နော်နေပြန်နေကုန်ပတ်တိအနေနဲ့24ရက်4လ2025ဆိုတဲ့ကဏ္ဍမှာနေကုန်ပတ်တိအနေနဲ့ကြာပရိနေ့နေကုန်ပတ်တိအနေနဲ့10ပတ်တိ9ပတ်တိပေါ့နော်10ခွန်10နဲ့10လေး10ပတ်တိအနေနဲ့ပေါ့နော်ဒါကပို့ထိုးပေါ့9ပတ်တိအနေနဲ့2ကိုခွန်ကို3ကိုဒါကိုပို့ထိုးပေါ့နော်10ပတ်တိ9ပတ်တိနှစ်သမားနှစ်လိုက်နေတဲ့နှစ်သမားတွေပြောင်းမပြောင်းမေးလို့ဖြေတာနော်နှစ်ကတော့မပြောက်ပါဘူးနှစ်သမားတွေနှစ်မပြောက်ပါဘူးနော်ဒါကနှစ်သမားတွေနှစ်လိုက်နေတဲ့နှစ်သမားတွေပြောင်းမပြောင်းမေးလို့ဖြေတာနော်နှစ်မပြောက်ပါဘူးနှစ်ကနှစ်အနေနဲ့ဆိုလို့ရှိရင်နှစ်1နှစ်6နှစ်9နှစ်10နှစ်9ဒီ9ခွက်ကတော့ပို့ထိုးပေါ့နော်ဒါကတော့လက်ဆောင်အနေနဲ့ပြောတာပါနှစ်ကတော့မပြောက်ပါဘူးနော်နေပြန်အတွက်ကတော့24ရက်4လ2025ကြာတာပရိနေ့မှာ10ပတ်တိ9ပတ်တိပေါ့နော်10ခွန်10နဲ့10လေးပို့ထိုး2ကိုခွန်ကို3ကိုပို့ထိုးပေါ့နော်တိတ်ကောက်ခြင်းနဲ့ဝါသနာရှင်ချစ်ပရိသတ်အားလုံးအတွက်ပေါ့နော်24ရက်4လ2025ဆိုတဲ့ကြာတာပရိနေ့ကဏ္ဍမှာပထမဆုံးကဏ္ဍအနေနဲ့ပလက်တိုင်ကဏ္ဍပေါ့နော်ပထမဆုံးကဏ္ဍပလက်တိုင်ကဏ္ဍမှာရေးထားတဲ့ပလက်တိုင်မှာရေးထားတဲ့ကဏ္ဍကတော့ရှင်းနှစ်ခွန်ကိုပေါ့နော်ဒါကတော့ပထမကဏ္ဍအနေနဲ့ပေါ့နော်ဒုတိယကဏ္ဍအနေနဲ့ကတော့အတိတ်ကောက်ခြင်းနဲ့ဝါသနာရှင်ချစ်ပရိသတ်အားလုံးတော့ပေါ့နော်မနေ့ပြန်ကောက်ရမယ်အတိတ်ကဘာအတိတ်လေးလဲဆိုတော့စိန်တရဖူစိန်တရဖူစိန်ဒါကတော့ဒုတိယကဏ္ဍအနေနဲ့အတိတ်ကောက်ရမယ်ကဏ္ဍပေါ့နော်တတိယကဏ္ဍအနေနဲ့မြင်နေရတဲ့ဇလင်ကဏ္ဍလေးကိုကြည့်ကြမယ်နော်မြင်နေရတဲ့ဇလင်ကဏ္ဍလေးကိုကြည့်ကိုမြင်ကိုရှုထောင်းကနေကြည့်ချက်ကောက်ပြီးကံကောင်းလို့ပေါက်နိုင်ကြသေးတယ်ပေါ့ဗျာနော်ဒါကတော့တတိယကဏ္ဍအနေနဲ့ပေါ့နော်စတုတ္တကဏ္ဍအနေနဲ့ကတော့ကဏ္ဍနှစ်ကွက်ထုတ်ထားပါတယ်ထုတ်ထားတဲ့ကဏ္ဍနှစ်ကွက်ကတော့8ခွန်နဲ့2ကို8ခွန်2ကိုပေါ့နော်8ခွန်2ကိုကဘာလဲဆိုတော့အာယုံမြင်ကဏ္ဍပေါ့နော်အာယုံမြင်ကဏ္ဍကဘာလဲ8ခွန်2ကို8ခွန်နဲ့2ကိုပေါ့နော်ဒါကတော့စတုတ္ထကဏ္ဍဖြစ်ပါတယ်ပေါ့နော်ပြင်စမကဏ္ဍအနေနဲ့ကဏ္ဍတစ်ကွက်ထုတ်ထားတဲ့ကဏ္ဍတစ်ကွက်ကတော့3ကိုပေါ့နော်3ကိုကဘာလဲစမ်းမာက3ကိုပေါ့နော်ဒါကတော့ပြင်စမကဏ္ဍအနေနဲ့ပေါ့နော်ကဲဒီလောက်ဆိုပြည့်စုံဖူလုံသွားပြီဆိုတော့ကတာယာပြောရှင်ငြိမ်းချမ်းပွဲကောင်းတော့ဘဝများကိုစီဖြစ်ကြပါစေလို့စွန့်မွန်ကောင်းတောင်းပေးပါတယ်ခင်ဗျာ